ချမ်းညီပင်နဲ့အသေးကတော့လူပါတယ်ချက်တက်တဲ့မိန်းကလေးရဲ့ဆွဲလန်းကကြီးလွန်းနဲ့လူချမ်းညီတဲ့နေကတော့မခိုင်ပါတဲ့ကျွေးပြီးကွယ်မိန်းကလေးရဲ့ကိုယ်တနာပါကွယ်ကိုအောင်တဲ့ချမ်းသာရနာမကြောက်ပါနဲ့မိန်းကလေးရဲ့ကိုအောင်တဲ့မင်းကိုချစ်တဲ့အားလုံးနဲ့ရင်ဆိုင်မယ်ကိုအောင်တဲ့ချမ်းသာရနာစိတ်ဆိုးပါနဲ့မိန်းကလေးရဲ့ကိုအောင်တဲ့မင်းကိုချစ်တဲ့အားလုံးနဲ့ရင်ဆိုင်မယ်ကောင်းမလေးကိုမထင်နဲ့မိုင်းရထွက်ခဲ့ကိုအောင်တဲ့ရဲ့တဲ့နှလုံးကိုတော့လာမစွမ်းနဲ့ဦးတရားရဲ့တမောင်းနဲ့ကောင်းမလေးကိုငါစီထားခဲ့